Hello everyone, Frankie Vlog လေးကနေကြိုဆိုပါရစေ Good morning အခုမနေ့10နာရီရှိနေပြီကျောင်းတော့ဆက်နေမှာဖြစ်တယ်ကျောင်းက7နှစ်အရောက်တော့မှဆိုတော့ဒီရှို့လိုက်ပါအောင်မယ်သူကတိတ်မလန်းတော့တရှင်းလေးဖွင့်လိုက်အောင်မယ်ဒီနေ့ကမော်ချိုနှစ်ခုလောက်တင်ရမှာပေါ့နော်အဲ့တော့ breakfast လဲကျောင်းရောက်မှပဲစားရမယ်မော်ချိုတစ်ခုပြီးမှပဲစားရမယ်ပိုက်လိုက်ရမ်းမစားသေးတော့ဒီက breakfast ဆိုရင်7 နေ့လောက်မှစားနေကြပါတော့အဲ့ဆိုအချိန်မှပဲကျောင်းရောက်မှမော်ချိုတစ်ခုတည်ပြီးမှ break time ပြီးမှစားပါတော့မယ်ခုတော့ Frankie တော်ရပါမယ်နည်းနည်းတော့နောက်ကျနေဟို7နှစ်အရာတော်ရမှာခု15လောက်ရှိနေပြီပေါ့နော်ကျောင်းက15မိနစ်လောက်နောက်ကျလို့ရတယ် A few moments later ဘယ်ထဲမှာဗာလေထည့်တယ်လဲဆိုတော့ Frankie ကလက်ပုတ်ထည့်ပါတယ်ဒါကပတ်စာအိတ်ပါပြီးရင် tissue ထည့်ပါတယ်ဒီဘူးထည့်ပါတယ်ဒါတော့ပန်ကားပါစင်ကာပူရဲ့ရာဒီဥတုကခံမှန်းလို့မရဘူးပေါ့နော်အဲ့ဆိုထီးဆောင်ရပါတယ်ဒါကတော့ max wash ပေါ့နော်ဆရာကြီးနဲ့တငယ်ချင်းတွေနဲ့စကားပြောလို့ရှိရင်အရေးကြီးပါတယ်ကိုယ့်ရဲ့ grand နန်းကဆိုနေလို့ရှိရင်တော့ကိုဖေးလည်းမရှိဘူးပေါ့နော်မဟုတ်ပါဘူးဖះရှိခုမယ် One eternity later အဲ့ဆိုတော့ပါရမယ် Finally ဖိငါပြောနေတော့မှရှိသေးတယ်ပေါ့နော်အခုမိုးရွာနေပါပြီအခုချောင်းတော်လည်းနောက်ကျနေပြီပေါ့နော်နိုင်ဝဲနဲ့ဒီအောင်သွားရမှာပေါ့နော်ခေါ်တော့သွားနေပါပြီစင်ဘူရဲ့ရာဒီဥတော့ဘယ်လိုပြောရမလဲဆိုတော့ညီနဲ့မိုးပဲရှိတဲ့ခါကျတော့နားမလည်နိုင်ပါဘူးเนาะမိုးရွာလိုက်ဒီခန့်ခန့်နေတိုင်းလေးပူလိုက်ဆိုတော့ခုတော့ friend ကပြောတော့မရှိသေးအခုမိုးရွာလာပါပြီအဲ့ဆိုတော့လိုက်ပါအောင်မယ် Talking mad nigga that snitch friend ကြောင်းကျွန်တော်လည်းနောက်ချနေပြီ7 နာရီအထိုးပြီးတော့ 1 hour later ဘာတော့ friend ကြီးတို့က break time မှာbreakfast စားပါမယ် friend က breakfast တော့မစားရဘူးပေါ့နော်အခုဖုတ်ကောက်သွားနေပါတယ်ချောင်းကြီးကတော့နည်းနည်းလေးပါဖုတ်ကောက်မှာကတော့အစားတောက်တော်တော်လေးစုံပါတယ် item တွေမျိုးစုံရှိပါတယ် friend ကတော့ခောက်ဆွဲပဲစားပါတယ်ရပါမယ်ဒါတော့အရေးပါဒါတော့ဝက်အသေးရဝက်လုံးရဒါတော့ခောက်ဆွဲပါစားပါမယ်စားပါဦး ဒါတော့နောက်မော်ကျူပါလေးလွှာမှာဆလာတင်နေရပါတယ်။ရန်အိတ်ရှင်နဲ့မပြောတော့ဆလာမတင်တဲ့တော့အိတ်ပြန်နေပြီ။ How could you actually make the purchase? And in all purchases after that Singapore introduced. friend ကြီးက break time မှာ Starbucks ကိုလာပြီး chocolate ပဲမှာလိုက်ပါတယ်။ပန်ရီတို့ကြောင်ကဘာတစ်ခုကောင်းလဲဆိုတော့တားတော့ကြရင်ဒီစားတော့ကြစိတ်ပူဆောင်လို့ပေါ့နော်ပန်ရီတို့ကြောင်ကမြို့ထဲနီးတဲ့ခါကျမြို့ထဲမှာဆိုရတယ်ပင်နေရာကြည့်စားတော့အဆုံးရှိပါလေဒီနေ့ကမိုးကျွန်းတစ်ခုလောက်တင်ရလဲနေဘူးတော့နည်းနည်းပန်းသွားနည်းနည်းတော့အိတ်ဆက်သွားပန်ရီတလေးစားလိုက်ပါဦးမယ်ခုကတော့ကျောင်းဆင်းမှာပြီး Frankie ပြင်ပြန်လာတော့မယ်Frankie နောက် blog ဒီမှာ Frankie ကိုအားပေးကြပါအောင်မပိုင်ပါဒီနေ့ကတော့ TikTok မှာပြောပါ